နေပြည်တော်တက်ကုန်တဲ့စကိုင်းမြို့နယ်မှာစစ်ကြောင်းနဲ့လက်ကင်ကောင်တိုက်ခိုက်မှုစစ်တပ်ဘက်ကစနုပ်သိမ်းဆုံးပြီးကားတစ်စီးကိုမိရှို့ရှင်နေပြည်တော်တက်ကုန်မြို့နယ်အမြန်လမ်းမိုင်တိုင်း240ဘက်ကိုစုံခွာဆက်တဲ့စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်မှုစစ်သား9ဦးသိမ်းဆုံးခဲ့ကြောင်းမြို့သစ်မြို့နယ်ပြည်သူ့ကာကွယ်ရေးဘက်ကထုတ်ပြန်တယ်။နိုဝင်ဘာလ9ရက်နေ့မနက်9:40မိနစ်ခန့်ချိန်နေပြည်တော်တက်ကုန်မြို့နယ်ရတနာမြစ်ကျေးရွာဘက်ကနေအမြန်လမ်းမိုင်တိုင်း240ဘက်ကိုစုံခွာလာတဲ့အင်အား40ခန့်မှစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကလမ်းပိုက်တဲ့နေရာမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။တိုးတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ဘက်က9ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရှိပြီးသေဆုံးတွင်တဲ့ဒဏ်ရာရှိသူတွေကိုနွားလက်2စီးနဲ့တင်ဆောင်သွားကြောင်းအဆိုပါတိုက်ခိုက်မှုကိုမြို့သစ်မြို့နယ်ပြည်သူ့ကာကွယ်ရေးဘက်ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုံးခွာနိုင်ခဲ့ပါတယ်။အော်တိုဝါလာ28ရက်နေ့ည8:25မိနစ်ခန့်ချိန်စကိုင်းမြို့နယ်ကန်တလူဂိတ်ကနေပြည်သူတွေကိုဖမ်းဆီးငွေညစ်တောင်းခံနေတဲ့ထွေအုပ်စရေးကြော်ရဲလင်းနဲ့စစ်သားတွေလိုက်ပါတဲ့လှည့်ကားကိုစကိုင်းမှာလမ်းရှိစကိုင်းတက္ကသိုလ်နီမှာတော်လိုင်းရဲဘော်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်။ထိုတိုက်ခိုက်မှုတွင်ထွေအုပ်စရေးကြော်ရဲလင်းအပါအဝင်စုစုပေါင်း9ဦးသေဆုံးခဲ့ကြောင်းတိုက်ခိုက်မှုဖြစ်ပွားနေစဉ်စကိုင်းတက္ကသိုလ်နဲ့တမ33မှာစစ်သားတွေကအိမ်စီကား12စီးနဲ့စစ်ကူပဲရောက်ရှိလာကြောင်းလက်ကင်းကားကိုမိရှုရှင်လင်းပြီးတော်လိုင်းရဲဘော်တွေပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုကိုလင်းယုံညီနောင်ပြောက်ကြားတစ်ဖွဲ့ကဒေါ်လင်းရဲဘော်တွေကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးအထိခိုက်မရှိပြန်လည်ဆုံးခွာနိုင်ခဲ့တယ်။ဆက်လက်ပြီးစစ်တပ်အတွေ့အကြုံရွေးကောက်ပွဲအတွက်မဲပေးလှုပ်ရှားမှုတွေမှာတင်းကျပ်ဖိအားပေးဆင့်ခေါ်ပြီးပါဝင်ရတဲ့ဆိုတော်နဲ့လူပညာရှင်တွေကိုဆန္ဒလျောက်တက်ကြစွာပါဝင်သူတွေဟုမမအောင်ကသုံးလုံးမီဂုံယူသည်ဟုပြောပြန်အကြံဖက်စစ်တပ်အတွေ့အကြုံရွေးကောက်ပွဲအတွက်မဲပေးလှုပ်ရှားမှုတွေမှာတင်းကျပ်ဖိအားပေးဆင့်ခေါ်ပြီးပါဝင်ရတဲ့ဆိုတော်နဲ့အမှုပညာရှင်တွေကိုဆန္ဒလျောက်တက်ကြစွာပါဝင်သူတွေဟုစစ်တပ်လောက်ကပြန်ကြားရေးဝန်ကြီးဆိုသူမမအောင်ကစတင်သုံးလုံးပြောဆိုတယ်။နိုဝင်ဘာလ15ရက်နေ့ရန်ကုန်မြို့ပြည်လန်းရှိမြန်မာတန်ရုပ်မြင့်တန်းကြားမှာရွေးကောက်ပွဲအောင်မြင်ဂီတအစည်းအရုံးဘဟုအစီအစဉ်နဲ့အမှုပညာပေးနှိုးဆော်ရေးရွေးကောက်ပွဲလုံးစော်တင်ရိုက်ကူနေမှုကိုမမအောင်ကတောက်ကြည့်ရှုပြီးနောက်ရှင်ကတ်သူမမအောင်ကပြောဆိုသုံးလုံးလာခြင်းဖြစ်တယ်။ရွေးကောက်ပွဲမဲပေးလှုပ်ရှားမှုတွေဂီတအစည်းအရုံးဘဟုဥက္ကဋ္ဌလွင်မြင့်နဲ့အစောတော်တွေကလည်းပါဝင်ခဲ့ကြပြီးရွေးကောက်ပွဲလုံးစော်တဲ့ဂီတသချင်းတွေရိုက်ကူခဲ့ကြကြောင်းအနာဂတ်မြော်ရီမဲပေးမိသချင်းကောင်းစင်တဲ့ဒေသတန်ရှင်တွေဖြစ်ကြတဲ့ရဲထိုက်ကိုလက်ကြည်ဖြူခင်ရွှေဖြူမမို့ကျော်လွင်ခင်လားပြဝန်းနဲ့ပလဲတန်တွေတို့ကတီဆိုရိုက်ကူခဲ့ကြောင်းရင်းတဲ့တချင်းကိုကော်ရီယန်အောင်မင်းနိုင်ကရေးသားပြီးတော့အကယ်ဒမီဝင်းကိုနဲ့အဖွဲ့ကတီခက်အတန်သွင်းကြောင်းသိရတယ်။ရှင်တော်မမအောင်ကရွေးကောက်ပွဲမဲပေးရေးထောက်ခံတဲ့ချင်းတော်ရိုက်ကူးတဲ့ဒေသန်ရှင်တွေကိုတွေ့ဆုံပြီးနှုတ်ပညာရှင်တွေကယခုကဲ့သို့ဆန္ဒလျောက်တက်ကြစွာပေါင်းဆိုင်မှုပေါ်ဂုဏ်ယူသိမှတ်ပြုလို့ထုတ်ဖော်ပြောဆိုခဲ့တယ်။အော်တိုဝါလာ30ရက်နေ့ကျဖက်စစ်တပ်လောက်ခံပြန်ကြားနေတဲ့ပြည်သူ့ဆက်ဆံဦးစီးဌာနမှညွှန်ချုပ်အေကျွဲကရန်ကုန်မြို့ရှိရုပ်ရှင်လုပ်ငန်းရုံးမှာရုပ်ရှင်နဲ့နုပညာတိုင်းဝိုင်းခေါ်ယူတွေ့ဆုံပြီးလာမယ့်ရွေးကောက်ပွဲအတွက်စစ်တပ်ကပြုလုပ်မဲ့ဝါဒဖြင့်အလိညာစီယုံရေးတွေမှာပါဝင်တရုပ်ဆောင်မိဖြစ်ကြောင်းလူငိမ့်နဲ့ပြန်လည်လူမြောက်လာအနုပညာရှင်တရုပ်ဆောင်တွေပါမကျက်ပေါင်ရမိဖြစ်ကြောင်းအကိုင်းညင်းဆန်လျက်ထပ်မရရေးယူမိဖျားပြီးပြောဆိုလာတယ်။ထို့သောရွေးကောက်ပွဲဝါဒဖြင့်လှုပ်ရှားမှုတွေမှာပါဝင်ဆက်သွယ်မှုကိုအကြောင်းမပြန်တဲ့ဖြင့်အကယ်ဒမီဖွေနဲ့တရုတ်ဆောင်လင်းအောင်ကိုလည်းစစ်တပ်ကခေါ်ယူစစ်ဆေးမှုတွေလှုံ့ဆော်ခဲ့တယ်။စစ်တပ်ကထုံးလွှင့်ပြသခဲ့ခေတ်သမိုင်းကိုတုံးဆိုင်မဲ့သူတွေရွေးကောက်ပွဲဆိုင်ရာအလိညာဝါဒဖြင့်ဇလန်ကိုလူမှုကွန်ရက်မှာတဆင့်ဝေဖန်တည်ယူဆိုကဒရိုက်တာမိုက်တီကိုတန်ထွန်းစောဇပေါ်တရုတ်ဆောင်ကျော်ဝင်းထုတ်ကိုကျော်မင်းထွန်းနဲ့အာသာတရုတ်ဆောင်အုံတိုင်းခေါ်စောမြင့်ဒရိုက်တာအောင်ချန်လူရုပ်ရှင်ဒရိုက်တာတက်လွင်ခေါ်စမှုထွန်းတက်လင်းတို့ကိုစစ်တပ်ကဖမ်းဆီးထားပြီးရွေးကောက်ပွဲနောက်ဆက်သူတွေဥပဒေနဲ့အမှုဖွင့်တယ်။မမအောင်ကစစ်တပ်အတွက်ရွေးကောက်ပွဲမဲပေးလှုပ်ရှားမှုတွေရိုက်ကူးရေးမှာကိုရိုင်းကိုကြောက်လာရောက်ကြည့်ရှုခြင်းဖြင့်မဲအောင်လိုင်မျက်နှာသာပေးမှုကိုရရန်ကြိုးပမ်းနေကြောင်းပြန်ကြားနဲ့နှီးဆက်သောသတင်းမျိုးချုပ်ကပြောတယ်။မမအောင်ကတရုတ်ဆောင်ဆိုတော်ရီဆိုင်ဘုတ်ကင်မီရိုက်မဲတွေကလာဖို့စီစဉ်ထားတယ်။မင်းသားမင်းသမီးတွေဆိုတော်တွေကိုတယောက်ချင်းစီကိုကိုရိုင်းနှုတ်ဖို့ရောအောက်စုလိုက်မိတ်ကွန်ချွေဆိုပါတပတ်ရိုင်ဖို့နဲ့ဒီနုပညာရှင်တွေကိုဘယ်လိုစီယုံထားပါလဲဘယ်လိုဆိုင်နေပါလဲဆိုပြီးမြောင်းလိုင်ကိုမျက်နှာချိုသွေးပြီးမျက်နှာလိုမျက်နှာရလို့ဖို့အစီအစဉ်ရှိခဲ့ပေမဲ့တကယ်ရိုက်ကွေးနေမှာမမအောင်ကမလာဖြစ်တော့သူလာမဲ့စီစဉ်ပြတ်သွားနေပြီးတော့မှရေးဖို့ကိစ္စရှိလို့ဆိုပြီးအာကျင်သွားလိုက်ရလို့ဒါကြောင့်ဆိုတော်ရီနဲ့အနာဂတ်မျော်ကြီးမဲပေးမယ်ဆိုတဲ့ချင်းနဲ့ရိုက်ကူချိန်မှလာတော့ငွေမလာ15နေရန်ကုန်ပြည်လန်းမြန်မာတမရိုက်တဲ့ရိုက်ကူရေးကိုတော့မင်းသားကြီးကမင်းသားလုပ်ပြီးတော့သူ့ပထရေမင်းလာကိုမျက်နှာလုပ်ပြီးအစီရင်ခံတယ်လို့အနုပညာတိုင်းဝိုင်းသတင်းမြစ်ကပြောဆိုထားကြပါတယ်အကြမ်းဖက်စစ်တပ်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာတွေ့အောင်ရွေးကောက်ပွဲပထမပိုင်းကိုစတင်ပြုလုပ်မှုထုတ်ပြန်ကြေညာတယ်။ဆလဘီပေါမြို့နယ်စစ်တပ်စစ်ကြောင်း3ကြောင်းနဲ့ထိုးစစ်ဆင်ပြီးပြည်သူ9ဦးကိုတပ်ဖြတ်က4ကြောင်းနဲ့စတိုက်ပုံကျဲ129ရာမှပြည်သူတောင်းကျော်ထွက်ပြေးနေရမကွေးပေါမြို့နယ်တွင်အကြမ်းဖက်စစ်တပ်ကစစ်ကြောင်း3ကြောင်းနဲ့ထိုးစစ်ဆင်နေပြီးပြည်သူ9ဦးကိုတပ်ဖြတ်က4ကြောင်းနဲ့ပုံသက်တိုက်ခိုက်နေကြောင်းဒေသပြည်တွေကပြောတယ်။နိုဝင်ဘာလ16ရက်နေ့ကစတင်ပြီးပေါမြို့နယ်မြောက်ပိုင်းကိုကျဖက်စစ်တပ်ကစစ်ကြောင်း3ကြောင်းနဲ့စစ်ကြောင်းထိုးနေခြင်းကြောင့်129ရာမှာပြည်သူ19000နီးပါးတောတောင်များအတွင်ထွက်ပြေးတိမ်းရှောင်နေရတယ်။ပေါမြို့နယ်အတွင်ကိုအမြိုင်ဆက်မှုတွေကထွက်လာတဲ့အင်အား200ကျော်ပါစစ်ကြောင်းပေါမြို့နယ်ရှင်းမြောက်တိုင်း
ဆေးပင်ကြီးရွာနဲ့ကဘာဖြူရွာနေရောက်ရှိနေကြောင်းပေါမြို့နယ်ကပ္ပစာ24လက်နက်ရုံကထွက်လာအင်အား180ကျော်ပါစစ်ကြောင်းကပေါမြို့နယ်နောက်မြောက်ချမ်းချောင်းစော်ရွာနဲ့မြင်းချောင်းရွာကိုရောက်နေကြောင်းပေါကပ္ပစာ24လက်နက်ဆောင်မှာအင်အား200ကျော်ပါစစ်ကြောင်းကပေါမြို့နယ်မြောက်ပိုင်းရွှေဘုံသာပြူစောတိရွာမှာတဆင်စစ်ကြောင်းထုံရောက်ပြီးခြိုင်ဆောင်အောက်စုရွာနီကိုရောက်ရှိနေကြောင်းသိရတယ်။ဆိုပါဂျပန်စစ်တပ်စစ်ကြောင်းကအော်တိုဘာ24ရက်နေ့ကနေခန်းတပင်ရွာကိုစက်တက်လီဒီနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ကျန်းနေပြည်သူ3ဦးသေဆုံးခဲ့ကြောင်း29ရက်နေ့မှာရှားပင်ရွာမိုးကောင်းချောင်းမှာ30ကျော်ရဲ့ကိုရှင်မင်းနဲ့ရိုကြီးတော်မှ40ရွယ်ကိုကျော်နိုင်ထွန်းတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းအလားတူနိုဝင်ဘာလ17ရက်နေ့မှာဝက်ပုတ်ရွာရှေ့ဖုံတော်ကြီးကျောင်းဒီမှာ42ရက်မျိုးသမီးတောင်းနဲ့52ရက်မျိုးသားတို့ကိုထပ်မံတပ်ဖြတ်ခဲ့ကြောင်းသိရတယ်။ဆလပီရေဦးခေုံနဲ့ကမ်ဘလူနယ်ဇက်ကရွာပေါင်း20ကျော်တိန့်ရှောင်နေရကူညီလွှမ်းနေစကိုင်းတိုင်းရေဦးခေုံနဲ့ကမ်ဘလူမြို့နယ်မှာတိုက်ပွဲတွေကြောင့်ကြေးပေါင်း20ကျော်တိန့်ရှောင်နေရပြီးစစ်ရှောင်ပြည်သူတွေကူညီလွှမ်းနေတယ်။နိုဝင်ဘာဒုတိယတွင်ဖြစ်ပွားနေတဲ့ရေဦးခေုံနဲ့ကမ်ဘလူနယ်ဇက်ကတိုက်ပွဲကြောင့်ရေဦးနဲ့ခေုံနယ်ကကြောက်တိုင်းကြီးစုကမ်ဘလူနယ်ကဝတ်တူအိုင်ပေါင်းချောင်ရင်တိုင်ခေုံနယ်က9ရုံကြီးရှာတော်မုံလာတာဝိထိမြင်းကြတရက်ကုံကျွန်းတော်ကြီးကျွန်းတော်လေးအကောင်လုံးကိုတင်ပိုက်ထားတယ်လို့သတင်းကသိရပါတယ်။နိုဝင်ဘာ10ရက်ကကမ်ဘလူမြို့နယ်ကကင်ဘက်ကိုစစ်ကြောင်းထိုးလာအင်အားတရာကျော်ပါတမ33လောက်ခန်းစစ်ကြောင်းကိုတော်လိုင်းဖွဲ့တွေကတိုက်ခိုက်ရစစ်ကြောင်းပြစ်စီပြီးစစ်ကြောင်းမူပါစစ်သား90တေဆုံးကလက်နက်ခဲယမ်းတွေကိုတင်စီရရှိခဲ့ပါတယ်။ဆလပီပေါမြို့နယ်တောင်ပိုင်းကိုစစ်ကြောင်း3ညခွဲဝင်လာစစ်တိုက်တိုက်ခိုက်ခဲ့ပြီးအများအပြားတေဆုံးမကွေးတိုင်းပေါမြို့နယ်တောင်ပိုင်းကိုစစ်ကြောင်း3ညခွဲဝင်လာဂျပန်စစ်သားတွေတိုက်ခိုက်ခဲ့ပြီးအများအပြားတေဆုံးကလက်နက်ခဲတွေတင်စီရရှိခဲ့လို့ပေါမြို့နယ်ပြည်သူ့ကာကွယ်ရေးဘက်ကထုတ်ပြန်နေပြီးခဲ့နိုဝင်ဘာလ3ရက်ကပေါမြို့နယ်တွင်စစ်ကြောင်းထုတ်လာမိတီလာခြေဆိုင်တမ69လောက်ခန့်အမှတ်49နဲ့ခမတယောက်ကိုတိုင်တော်ရင်ပူပေါင်းရ150ခန့်ရှိစစ်ကြောင်းနဲ့ပေါမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တို့ကြောက်ကကြီးအနီထွေတိုက်ပွဲဖြစ်ပွားခဲ့တယ်တိုက်ပွဲတွင်ဂျပန်စစ်သားစရောက်သေးဆုံးကအလောင်းတွေကိုတိုက်ပွဲဖြစ်ပွားနေရမှာထားခဲ့ပြီးတရားရသူတွေကိုတော့ထန်းစင်တဲ့တဲယူကပင်တောင်ရောက်ကိုပြန်လဲဆုတ်ခွာသွားတယ်။အဆိုပါတိုက်ခိုက်မှုကိုပေါမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပေါက်ကဖနဲ့ MGY PDF တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်နိုဝင်ဘာလ9ရက်တမ69လောက်ခန့်ဂျပန်စစ်သားတွေအင်အား130ခန့်နဲ့ပေါမြို့နယ်တောင်ပိုင်း B6 ရွာကနေရှေ့ဘက်ကိုစစ်ကြောင်းထိုးလာစဉ်ဒေါ်လိုင်းပူပေါင်းတပ်တွေနဲ့ရောချောင်းတနေရာမှာတိုက်ပွဲဖြစ်ခဲ့တယ်။နိုင်တိုက်ပွဲမှာလည်းဂျပန်စစ်သား9ယောက်တင်ဆောင်ခဲ့လို့သိရတယ်။စစ်စင်အတွင်းဂျပန်စစ်သားတွေထံက MA1 2လက် MA2 2လက် MA3 2လက်ကာပိုင်တနက်2လက် MA ကြီးပေါ Y3 ခု MA ကြီးပေါ19ခုကြီးမျိုးမျိုး1500ခန့်စစ်စရီယာမန်5ဘူး RPG 9ဘူးအီနာက10ဘူးတိုက်မိုင်း6လုံးနင်းမိုင်း5လုံးစလစ်မိုင်း5လုံးလက်ပစ်ဘုံ6လုံးစက်တွေရေးဆက်ကြီးဆုံး1လက်စကားပြောစက်2ခုကွန်ပျူတာ1လုံး Bluetooth ပေါက်1လုံးရေကြိုက်2လုံးဓာတ်3လက်ဖုန်း2လုံးစစ်3ပိုးအိတ်73လုံးခောက်ဆိုလာ2ခုမိကျိုးခွေ3ခုပါဝါဘန်1လုံးနဲ့ဆက်ပစ္စည်းသိမ်းဆရာရှိခဲ့တယ်။အဲဒီတိုက်ခိုက်မှုကိုပေါမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပေါက်ကဖပေါစိတ်ဖြူတိုင်းစုဖွဲ့မှုနဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြလို့သိရပါတယ်။နောက်ဆင်အားပေးကြတဲ့အတွက်ဒူဝင်ကျေးဇူးတင်ရှိပါရရှင်။